ကိုကင်းနီလာမှာကြိုးစိုးပါတယ်ရှင်ဒီနေ့ဖရဲသီးကြောက်ကြောထိုးနီးလေးကိုလွယ်ကူဆုံးနီးလေးနဲ့ထိုးပြပေးပါမယ်နော်ကဲဒီမှာကြည့်ပါအောင်ကြောက်ကြောလေးကလည်းတကယ်ဖရဲသီးတိုင်းလေးပဲနော်သူ့ရဲ့အရသာလေးကလည်းအရန်ကိုစားကောင်းပါတယ်နော်ဖရဲသီးကြောက်ကြောထိုးရန်အတွက်ကိုဖရဲသီးလုံးကြီးတစ်လုံးကိုဒီမှာအမတစ်ချမ်းပဲအသုံးပြုပေးမှာဖြစ်ပါတယ်ဖရဲသီးလေးတွေကိုဇွန်းလေးနဲ့ချစ်ပေးမယ်ချစ်ထားတဲ့ဖရဲသီးတွေကိုအိတ်ဆက်သေးကိုထည့်ပြီးတော့ကြိတ်ပေးမှာဖြစ်ပါတယ်နော်ပြီးရင်အရေးသက်သက်အဖက်သက်သက်ခွဲထုတ်ပေးလိုက်မယ်ဖရဲသီးရေကလေဒီနေရာမှာ800မီလီရှိရပါမယ်နော်800မီလီမပြေဘူးဆိုရင်လိုတာကိုရေလေးထပ်ထည့်ပေးလိုက်ပါနော်သူ့ထဲကိုစားလေးနဲ့ငယ်ထည့်မယ်တကြားကိုတော့ဒီမှာဇွန်းလေးနဲ့9စွန်းစာဒီမှာအသုံးပြုပေးတယ်ကိုကအချိုပိုကြိုက်ရင်လည်းထပ်ထည့်လို့ရပါတယ်နော်ပြီးရင်အားလုံးပျော်သွားအောင်လို့မှွေပေးပါမယ်ကျိုမဲ့အိုးရဲကိုပြောင်းထည့်လိုက်မယ်နော်ကြောက်ကြောမုတ်ထည့်ပါမယ်ကြောက်ကြောမုတ်ကိုတော့ထမင်းစားစွန်းနဲ့2စွန်းစာဒီမှာထည့်ပါတယ်ကြောက်ကြောမုတ်လေးတွေပျော်သွားအောင်လို့မှွေပေးပါမယ်အားလုံးပျော်သွားပြီးတမသွားပြီးဆိုရင်တော့မီးလေးဖွင့်ပြီးတော့စပြီးတော့ကြိုပေးပါမယ်နော်ခုလိုပွက်ပွက်ဆူလာတဲ့အနေထားလေးရောက်ပြီဆိုရင်ရပါပြီနော်ကြောက်ကြောရည်တွေကိုစောနာချစ်ထားတဲ့ဖရဲသီးခွန်လေးကိုလောင်းချပေးမယ်နော်ညနေပြင်လေးလှအောင်လို့အပေါ်ကဘူစီပေါင်းလေးတွေကိုဖောက်ပေးမယ်မကတော့အခန်းပူချိန်နဲ့ပဲ2နာရီလောက်အေးခံပေးလိုက်ပါတယ်2နာရီလောက်အနေထားမှာဒီမှာကြောက်ကြောလေးကရနေပါပြီနော်တင်းတင်းလေးနဲ့သူ့ကိုဓားလေးနဲ့ပဲမယ်ပြီးရင်လိုသလိုစိုက်လေးတွေလှိဖြတ်လိုက်မယ်နော်အခုဆိုရင်တော့အရန်ကိုစားကောင်းပြီးရတာရှိတယ်ဖရဲသီးကြောက်ကြောလေးရပါပြီရှင်